Hello အားလုံးပဲမင်္ဂလာပါဒါမနေ့ဒီမနက်ကပေါ့နော်ဒီမနက်ကဒါကမ္ဘာဖလားအဖွင့်ပွဲစဉ်စတင်ရှင်ပြိုင်ကစားရမှာဒါအင်ရှင်အသင်းမက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ရဲ့ပထမအဆုံးအဖွင့်ပွဲစဉ်နဲ့အတူကမ္ဘာဖလားပွဲစဉ်ကိုဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်ဒါညီကိုတို့ဘယ်လိုမျိုးထင်ကြလဲပေါ့နော်ဒီကမ္ဘာဖလားဖွင့်ပွဲစဉ်အနေနဲ့ရောဒါဖွင့်ပွဲအခမ်းအနားအနေနဲ့ရောညီကိုတို့ဘယ်လောက်ထိကြိုက်နေတဲ့မှုရှိကြလဲဒါမှမဟုတ်ဒါတာမန်လောက်ပဲလားဘယ်လိုမျိုးထင်ကြလဲပေါ့နော် rating တွေပါသတ်မှတ်ပြီးတော့ပြောလို့လည်းရပါတယ်ဒါ comment တွေပါမှာပေါ့နော်ဒါဒီမနက်ကရှင်ပြန်ကစားသွားခဲ့တဲ့မြန်မာစံတော်ချိန်ဆိုတနင်္လာခွဲတော့မှာပေါ့နော်ရှင်ပြန်ကစားသွားခဲ့တဲ့ဒါပူးတွဲအင်ရှင်ဖြစ်တဲ့ဒါမက္ကဆီကိုအသင်းနဲ့ဒီနောက်ထပ်အသင်းကတော့တောင်အာဖရိကအသင်းတို့ရှင်ပြန်ကစားကြပြီးတော့မက္ကဆီကိုအသင်းက2-0ဆိုတဲ့ရလဒ်နဲ့ဒါအဖွင့်ပွဲစဉ်မှာအနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒါမက္ကဆီကိုအသင်းအတွက်ဒီဦးဆောင်ကိုဒါပဲတောင်ပန်ကစားသမားပေါ့နော်ဒီ29နှစ်အရွယ်ရှိပြီဒါမက္ကဆီကိုအသင်းရဲ့ဘယ်တောင်ပန်ကစားသမားကဒါဒီဘယ်လိုပြောမလဲတောင်အာဖရိကအသင်းရဲ့ဒီနောက်တန်းအမှားနေတော့ဘောလုံးဖြတ်ယူပြီးတော့ဂိုးတွေကိုတိုက်ရိုက်ကန်သွင်းသွားခဲ့ပြီးတော့ဒါပထမဆုံးဦးဆောင်ကိုရရှိခဲ့တယ်ပေါ့နော်ဒါဒုတိယဦးဆောင်ကိုဆိုလို့ရှိရင်ဒါပရိသတ်တော်တော်များများရင်းနှီးဂျီမီနက်စ်ဒီဖူန်တိုက်စစ်မှုဂျီမီနက်စ်ကဒါဒီညာတောင်ပန်နေမက်ဆီကိုအသင်းညာတောင်ပန်တိုက်စစ်ကစားသမားဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဂျီမီနက်စ်ကကောင်းတိုက်ပြီးတော့ပိတ်သွင်းယူသွားခဲ့ပြီးတော့2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ရပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာပြောစရာရှိခဲ့တာတော့ဒါနီကတ်ဒီ3ကတ်အထိ2သိန်းပေါင်း3ကတ်အထိထိခဲ့တာဖြစ်ပြီးတော့ဒါကမ္ဘာဖလားပွဲစဉ်ရဲ့အဖွင့်ပွဲစဉ်မှာပဲအနီကတ်3ကတ်နဲ့အတူတူဖွင့်လှစ်ခဲ့ပြီပဲဖြစ်ပါတယ်ဒီအနီကတ်3ကတ်မှာဆိုလို့ရှိရင်ဒါတောင်အာဖရိကအသင်းဘက်ကကစားသမား2ယောက်ကအနီတကတ်စီရပြီးတော့ဒါဒီမက္ကဆီကိုအသင်းရဲ့ကစားသမား1ယောက်ကတော့အနီကတ်တကတ်ရရှိသွားခဲ့တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါပထမဆုံးအနီကတ်ကတော့ဒါဘယ်လိုပြောမလဲနောက်ဆုံးဒီတောင်အာဖရိကရဲ့နောက်တန်းကစားသမားပေါ့နော်သူနောက်ဆုံးပဲကြံခဲ့တယ်အဲကစားသမားဒါမက်ဆီကိုအသင်းရဲ့တိုက်စစ်ကစားသမားဆွဲပြေးလာတာကိုသူက last defender အနေနဲ့နောက်ဆုံးခံစစ်မှုတစ်ယောက်အနေနဲ့သူကဘယ်လိုပြောမလဲတားခဲ့တဲ့အနေအထားမှာဘောလုံးကိုလည်းမထိပဲနဲ့လူကိုဖိချခဲ့တယ်လို့ဖြစ်တဲ့အတွက်ဒါဒိုင်လူကြီးကနီကတ်စတင်ပြီးတော့ပေးလိုက်တယ်ပေါ့နီကတ်ရသွားပြီးတော့ဒါတယောက်ရောနဲ့တောင်အာဖရိကတင်ဆက်လက်ကန်နေနေမှာဒါမက်ဆီကိုကဒုတိယဦးဆောင်ကိုထပ်မံသွင်းယူပြီးတော့အနိုင်ပေးကြသွားစေခဲ့တယ်ပေါ့နော်ပြီးတော့လို့ရှိတော့ဒီအဲ့ဒီနောက်ဒီဗာလဲမက်ဆီကိုအသင်းရဲ့ဒီဒုတိယဦးဆောင်ကိုလည်းပြီးသွားရောဒီတောင်အာဖရိကအသင်းရဲ့ကစားသမားနောက်တစ်ယောက်ကထပ်ပြီးအနီကထပ်ထိတယ်အဲ့ဒီအနီကနည်းနည်းများတယ်ဆိုပေမဲ့ပေါ့နော်ဒါဒိုင်ကလည်း VAR ကိုအကြာကြီးကြည့်ရင်းနဲ့မှအနီကဆိုပြီးတော့ပေးလိုက်တာဖြစ်တယ်ဘယ်လိုပြောမလဲဒီတောင်အာဖရိကကစားသမားဒီဘောလုံးပေးပြီးတော့သူကပြန်ပြေးမှုလုပ်တာပေါ့နော်သူကဒီသူ့ရဲ့ကစားပေါ်တယောက်ကိုဘောလုံးပေးပြီးတော့သူကလည်းရှေ့ကိုပြန်ပြေးမယ်အလုံမှာအဲ့ဒီမက်ဆီကိုကစားသမားတယောက်ကသူရှေ့မှာပိတ်နေတဲ့အနေအထားဖြစ်နေတော့သူကဒီလိုမျိုးတွန်းရင်းနဲ့ဒီမျက်နှာကိုလက်နဲ့ရိုက်မိသွားတဲ့အနေအထားဖြစ်သွားပြီးတော့ဒါဒိုင်ကလည်းဒါ accident ဆိုပေမဲ့ဒီနည်းနည်းဘယ်လိုပြောမလဲကစားသမားလဲကျသွားလောက်တဲ့အထိ action ပါသွားတယ်ပေါ့နော်ဒီမျက်နှာကိုရိုက်မိရဲဆိုတဲ့အတွက်ကြောင့်ဒီဒိုင်ကဒီ VR ကိုကြာကြီးကြည့်ရင်းနဲ့မှဒုတိယနီကတ်ထပ်ပြီးတော့ဒါတောင်အာဖရိကဘက်ကိုပေးလိုက်တယ်ဒီနောက်ဆုံးနီကတ်ကဘာလဲဆိုတော့ဒီမက်ဆီကိုအင်ရှင်အသင်းရဲ့နောက်တန်းကစားသမားဖြစ်တဲ့အဲ့ဒီမက်ဆီကိုကစားသမားကဒါဒီတောင်အာဖရိကရဲ့တိုက်စစ်ဆင်လာတဲ့ဒီကစားသမားကိုဒါဘောလုံးမထိဘဲနဲ့ဖြတ်ထုတ်မိရင်းနဲ့မှဒါအနီကတ်ဒီမက်ဆီကိုတင်ရပါရရှိသွားပြီးတော့ဒီအဖွင့်ပွဲစဉ်မှာလည်းအနီကတ်3ကတ်နဲ့ပရိသတ်တွေစိတ်လှုပ်ရှားဖွယ်ရာဖြစ်အောင်ဆိုပြီးတော့လုံးဝဟိုကြည့်လိုက်ရတယ်ပေါ့နော်ပထမဆုံးပွဲစဉ်မှာလည်းအနီကတ်3ကတ်ဆိုတော့ဝါလုံးဝနဲ့ပရိသတ်တွေမထင်ထားတဲ့အခြေအနေဖြစ်သွားတာပေါ့ဒါပရိသတ်တွေတော်များခံမှန်းထားတဲ့အတိုင်းပဲထင်တဲ့အတိုင်းပဲဒါအင်ရှင်မက်ဆီကိုတင်ရတော့ဖီယာကင်းကင်းနဲ့ပဲဒီတောင်အာဖရိကအသင်းကိုနှစ်ကိုပြတ်နဲ့အနိုင်ရရှိသွားခဲ့ရပဲဖြစ်ပါတယ်။တောင်အာဖရိကဘက်ကဒီမက်ဆီကိုအသင်းကိုတိတ်ပြီးတော့ဖိအားမပေးနိုင်ဘူးဗျပြောရမယ်ဆိုမက်ဆီကိုအသင်းရဲ့တပွဲလုံးထိန်းချုပ်မှုအောက်မှာပဲတောင်အာဖရိကရှိနေပြီးတော့ဒီမက်ဆီကိုအသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုပဲခုခံကာကွယ်ရင်းနဲ့ပဲသူတို့မှချိန်ကုန်နေတယ်။တောင်အာဖရိကရဲ့တိုက်စစ်ကလည်းမဲမဲရရဘာမှမရှိဘူး။အထူးသဖြင့်ဒီဘန်လေးတိုက်စစ်မှုဖြစ်တဲ့ 4 star ဆိုရင်လည်းဒီဘက်မှာတော်တော်လေးကိုညံ့တယ်ပေါ့နော်သူညံ့လာတဲ့ဆိုင်ဒါတောင်အာဖရိကတဲ့တင်းလုံးကသူတို့ရဲ့အရေးအသွေးတွေကစားသမားအင်အား quality ကလည်းနှိမ့်ကျနေတဲ့အတွက် MSC ကိုတင်းအဖက်ဖက်မှာမရှင်းနိုင်တာပဲဖြစ်တယ်ပေါ့နော်ဒါဘယ်လိုပြောမလဲသူတို့တိုက်စစ်ဆင်လိုက်ရင်လည်းဒီအဝေးကန်ချက်တွေ area ပြင်ပနေကန်ချက်တွေကလည်းဒီကိုသမားတက်တဲ့စီပဲရောက်နေတာတောင်အာဖရိကရဲ့တိုက်စစ်ကဒါပဲဒီမက်ဆီကိုကိုသမားဘာမှဒုက္ခပေးနိုင်တဲ့အနေအထားမရှိဘူးဗျာ
ဒီပွဲလုံးမှာစုစုပေါင်းကန်ချက်3ချိန်ပဲရတယ်အထိတောင်အာဖရိကအသင်းရဲ့တိုက်စစ်ကတော်တော်လေးကိုစုပ်ပြတ်တက်နေတာပေါ့ဒီမိနစ်90လုံးမှာကန်သွင်းချက်3ချိန်နဲ့ကိုပေါက်တဲ့တာ2ချိန်ကလည်းဒါအဝေးကန်ချက်တွေနဲ့ကိုသမားတက်ကိုပဲလာတဲ့ဘောလုံးတွေပေါ့နော်ကိုသမားအေးစစ်စစ်ဖမ်းသွားရုံပဲမက်ဆီကိုဘက်ကကျတော့တစ်ချိန်လုံးတိုက်စစ်စင်ပွဲကိုထိန်းချုပ်ကစားရင်းနဲ့မှာသူတို့တော့ပြောမလဲကိုကန်သွင်းခွင့်16ချိန်ထိရတယ်ဗျာဒီတပွဲလုံးနေထားမှာမက်ဆီကိုအသင်းရဲ့တိုက်စစ်ကတပွဲလုံးမှာ16ချိန်ကန်သွင်းခွင့်အနေထားရရှိပြီးတော့4ချိန်ကိုပေါက်တဲ့သွင်းကို2ကိုရရှိပြီးတော့ဒါအရှင်အသင်းPPပရိသတ်တွေဂျေနတ်တဲ့ခြေစွမ်းမျိုးပြသပြီးတော့ဒါတောင်အာဖရိကအသင်းကို2ဂိုးပြတ်နဲ့အနိုင်ရရှိသွားတယ်ဖြစ်ပါတယ်ဒါကြောင့်ဒီဖွင့်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီကဘာဖလားဖွင့်ပွဲစဉ်ကိုညီကိုတို့ဘယ်လောက်ထိရင်ကုန်စိတ်လို့ရှားခဲ့ရပြီးတော့ဘယ်လိုမျိုးထင်ကြလဲပေါ့နော်ဒါဆွေးနွေးသုံးသပ်သွားလို့ရပါတယ်ကျွန်တော်ရဲ့ဒီ Yemen Football Platform YouTube Channel နဲ့ဒါ Facebook Page လေးကိုလည်း Like and Subscribe ပြုလုပ်ပြီးတော့ဝင်ကြည့်ရှုအားပေးလို့ရပါတယ်ကျွန်တော်ဗီဒီယိုတိုင်းကြည့်ရှုအားပေးညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ